ဟုတ်ကဲ့ရန်ကုန်မြို့မှာရန်ကုန်မြို့ကနေရောက်ရှိလာတယ်ပေါ့နော်ဒီရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်ကကိုအောင်စိုးရီဒီမိတ္တိလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ရက်ကနေပြီးတော့ဒီ10 ရက်နေ့ပေါ့နော်10 ရက်နေ့ဇူလိုင်လ10 ရက်နေ့အခမ်းအနားမှာအခမ်းအနားပြုလုပ်တဲ့အချိန်မှာပူးပေါင်းပါဝင်လာရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကဆိုမိတ္တိလာရောက်လာတော့မိတ္တိလာဒီသမားကြီးဒီမိတ္တိလာကျိုးဆောင်ကွန်ရက်ကဒီမိတ္တိလာပြည်သူ့ကျိုးဆောင်ကွန်ရက်ကဒီသမားကြီးဒီကိစ္စကိုလုံးမဲ့အစီအစဉ်မှာကျွန်တော်တို့ကပူးပေါင်းဆောင်ရွက်လာရင်းနဲ့7 ဇူလိုင်50 ပြည့်7 ဇူလိုင်နဲ့လည်းလာကြုံတယ်လာကြုံတာနဲ့ကျွန်တော်လည်းအဲ့ခန်းသားကိုထွက်လာတာပါ7 ဇူလိုင်ပြင်မဲ့ကျွန်တော်က10 ရက်နေ့လည်းဘာလို့ဆက်လုပ်ရလဲဆိုတော့တကယ်အကြောင်းသားတမကယူဖြိုခွဲလိုက်တာ10 ရက်ဇူလိုင်လ10 ရက်1962ခုနှစ်မနေ့9 နာရီအမှခွဲလိုက်တယ်ဆိုတော့ကျွန်တော်တို့ကတိကျသိကြရတယ်လေအဲဒါတော့ဝန်ထမ်းချင်းထိတ်မှတ်ခန်းတော်ကိုကျွန်တော်ပြောပါမှာလားဟုတ်ကဲ့ကျေးဇူးတင်ပါတယ်